မင်္ဂလာပါSnap Podcast တွေကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ topic လေးမစခင်မှာကျွန်တော်ရဲ့ podcast တွေကိုအခုလို video ကြီးလိုက်မကြည့်ချင်ဘူးနားမထောင်ချင်ဘူးဆိုရင်Spotify ရဲ့ Apple Podcast ရဲ့ Google Podcast ရဲ့မှာဒီကျွန်တော် page က title ထိုးထားတဲ့အတိုင်း Hear It Solu ဆိုပြီးတော့ရိုက်ရှာပြီးတော့တွားပြီးတော့အဲ့မှာနားထောင်လို့ရပါတယ်ဒါကြော်ညာဝင်တာပါဆိုတော့ဒီနေ့ topic လေးကိုတွားလိုက်ရအောင်second hand ပစ္စည်းတွေတပန်ဝမ်ပစ္စည်းတွေတုံးတာကောင်းလားပေါ့နိုင်ငံပေါ့နော်သူများနိုင်ငံတွေမှာတော့ဒီ second hand ဈေးကွက်တို့အဲ့လိုမျိုးတပန်ဝမ်ပစ္စည်းလေးတွေဝယ်ပြီးတုံးကြတဲ့ယဉ်ကျေးမှုတစ်ခုကသူတို့စီမှာတော့တော်တော်လေးထွန်းကားတယ်လို့ပြောလို့ရတယ်ဗျကျွန်တော်မြန်မာနိုင်ငံမှာကတော့ရန်တော့မထွန်းကားသေးပေမဲ့အခုချိန်မှာဒီမျိုး second hand ပစ္စည်းလေးရောင်းတာတွေတော်တော်များများတွေ့လာရတယ်ပေါ့လေလူတွေကလည်းအဲ့လိုမျိုးသုံးလာကြတာတွေ့ရတယ်ပေါ့ဒါပေမဲ့အရန်တော့ထွန်းကားသေးတာမဟုတ်ဘူးဗျဆိုတော့ဒီနေ့အဲ့ဒီအကြောင်းလေးကိုနည်းနည်း second hand ပစ္စည်းတွေတုံးတာကောင်းတဲ့အကြောင်းပြောပြသွားမယ်ပေါ့ဆိုတော့ကျွန်တော်တို့စီမှာကဘယ်လိုရပါလဲဆိုတော့ပစ္စည်းတစ်ခုခုအတစ်တစ်ခုကိုလိုချင်နေဆိုရင်ဘာလဲဆိုတော့ branded အတစ်ဆက်ပါကင်မှလိုချင်ကြတယ်ပေါ့လေဆိုတော့အဲ့ကြတော့သူတို့ကလိုမျိုး second hand ဆိုရင်ဟာဒါသူများသုံးပြီးသားကြီးပါကွာမကောင်းတော့ပါဘူးကွာဆိုပြီးတော့မဝယ်ဘဲနဲ့လက်ရှောင်ကြတာများတယ်ပေါ့တကယ်တော့အဲ့လိုမျိုးတော့မဟုတ်ပေါ့လေဆိုတော့ဒီ second hand ပစ္စည်းကြီးကဘာတွေကောင်းလဲဆိုတော့ပြောပြသွားမယ်ပထမတစ်ချက်က second hand ပစ္စည်းတွေဝယ်တာက brand ပစ္စည်းတွေဝယ်တဲ့ပို့ပြီးတော့အနေနဲ့တော့တက်တာမယ်ပေါ့လေဘာလို့လဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့တွေကလူငယ်တွေပေါ့လေအထူးသဖြင့်ကျွန်တော်တို့လူရွယ်တွေကကိုယ်ပိုင်စီးပွားရေးမရှိတဲ့အခါမှာဒီမုံဘိုးရတဲ့မုံဘိုးတွေကနေကိုလိုချင်တဲ့ပစ္စည်းလေးတွေဝယ်ကြတယ်ဆိုတော့အဲ့ဒီနေရာမှာကိုလိုချင်တဲ့ပစ္စည်းတကူပါတကယ်လို့ brand ဆိုရင်ဈေးကြီးနေပြီမဲ့ကိုမတက်နိုင်တဲ့အချိန်တွေမှာsecond hand ဈေးကွက်ထဲမှာအဲ့ပစ္စည်းလေးကကိုယ့်ရဲ့ budget ကိုရတဲ့မုံဘိုးအမောင်းနဲ့ဝယ်လို့ရနိုင်မယ်ဆိုရင်လွယ်လွယ်ကူကူရနိုင် second ဈေးကမှတင်တဲ့ပစ္စည်းတွေတော်တော်များများတော့ဒါအကောင်းကြီး brand ကိုမမီနိုင်မဲ့သူ့ရဲ့ quality တခုကအနေထားတစ်ခုမှကျန်နေသေးတော့ကျွန်တော်တို့တွေကောင်းကောင်းသုံးလို့ရပါတယ်နောက်တစ်ချက်ကကျတော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ environment ကိုကောင်းကောင်းဘယ်လိုပြောမလဲ safe လုပ်နေတာပေါ့ဘာလို့လဲဆိုတော့ဥပမာဗျာအင်ကြီးတခုထုတ်တယ်ပဲထားကျွန်တော်အဝေးစားတွေမှာသုံးတဲ့ချီတို့ပိုးတို့သုံးမွေးတို့ဆိုတာကဒါပုံရင်းချင်းကဥပမာအပင်တွေတိရစ္ဆာန်တွေကရတယ်လေဗျာဆိုတော့တကယ်လို့ဒါကျွန်တော်တို့ကဒီ brand ပစ္စည်းတွေကိုပဲအမြဲလိုချင်နေမယ်သုံးချင်နေမယ်ဆိုရင်အဝတ်ထုတ်တဲ့ကုမ္ပဏီတွေကလည်းဒီပစ္စည်းတွေကိုထက်ကပမာဏအများကြီးထုတ်လာမယ်ဆိုတော့အများကြီးထုတ်လာတဲ့အခါကျတော့သူတို့အတွက်လိုတဲ့ကုန်ကျန်းပစ္စည်းတွေအများကြီးသုံးရတဲ့အခါကျတော့ခုနပြောလို့ဒီတစ်ပါးပုံဝင်ခြင်းကိုထိခိုက်လာမျိုးတွေရှိမယ်ဒီလိုမျိုးတိုးမွေးဆိုရင်လည်းဒီတိုးမွေးရတဲ့တိရစ္ဆာန်တွေအတွက်ဒါအနေရှိလာနိုင်တယ်ပေါ့လေဒါလည်းနောက်တစ်ချက်ပေါ့second hand ပစ္စည်းတွေတုံးတော့ကျွန်တော်တို့ဥမာတိုးမွေးတဲ့တစ်ထည်ပဲထားဗျာလူတယောက်ကဒီတိုးမွေးတဲ့တစ်ထည်ကိုသူမဝေ့ချင်တော့လို့ပြန်ရောက်လိုက်တဲ့အခါမှာဒါပစ္စည်းအကောင့်တိုင်းပဲရှိသေးတယ်ဒါပေမဲ့ second ဈေးကတည်းကကျွန်တော်ဝယ်သုံးလိုက်မယ်ဆိုရင်ဒါဘယ်လိုပြောမလဲဗျာနောက်ထပ်ကုမ္ပဏီတခုကပစ္စည်းတခုကိုဝယ်ရတဲ့ဆိုင်ဒီလိုမျိုး second ပစ္စည်းကိုသုံးလိုက်တော့ခုနကပြောတဲ့ကုန်ကျစရိတ်ကိုလည်းချော့ချလို့ရတယ်နောက်တစ်ချက်ကကျတော့ဘယ်လိုပြောမလဲလူရဗျကျုပ်ကထင်ကြတာဒီလို second hand ပစ္စည်းရသူများကမင်းကိုလှောင်မှာပေါ့လို့နှိမ်မှာပေါ့လို့ဒါအဲ့လိုတော့မဟုတ်ဘာလို့လဲဆိုတော့လူတယောက်ကသူ့အတွက်မလိုအပ်တဲ့ပစ္စည်းတခုကကျွန်တော်တို့အတွက်တော့ရတနာတခုဖြစ်နေနိုင်တယ်ပေါ့ဒါစကားမလို့ကြီးလေလူရောက်ရဲ့အမိုက်ကကိုယ့်အတွက်ရတနာဖြစ်လာနိုင်တယ်ဒါမျိုးပေါ့ခုမှဗျာတချို့ဆိုရင်ရန်ကုန်တော့မဟုတ်ဘူးကျွန်တော်မြန်မာနိုင်ငံမှာရှိပါတယ်လူတချို့လူတွေဘယ်လိုလဲဆိုတော့ iPhone သူပြင် Apple ပစ္စည်းကန်တဲ့လူတွေဆိုရင်သိလိမ့်မယ်ဘာလဲဆိုတော့ဥပမာဗျာသူက iPhone 11 ထွက်တယ်သူ iPhone 11ကိုဝယ်လိုက်တယ်ဒါပေမဲ့တစ်နှစ်လောက်ကြာတော့ Apple ကနောက်ထပ်ပစ္စည်းတစ်ခု product တစ်ခုထပ်ထုတ်တယ် iPhone 12ထွက်လာတဲ့အခါမှာသူကအရင်ဝယ်ထားတဲ့ iPhone 11ကို iPhone 12 brand ကန်နေလို့ iPhone 11ကိုရောင်းလိုက်တယ်ဒါပေမဲ့သူရောင်းလိုက်တဲ့ iPhone 11ကအကောင့်တိုင်းပဲရှိသေးတယ်သူက iPhone 12လိုချင်လို့လား iPhone 11ကိုရောင်းလိုက်တာဆိုတော့အကောင့်တိုင်းကျွန်တော်တို့ကလည်းအဲ့ချိန်မှာ iPhone 11လိုချင်တယ်ဒါပေမဲ့11ရဲ့ original ဈေးကကျွန်တော်တို့မုံဘိုးနဲ့မတက်နိုင်တဲ့အချိန်မှာတကယ်လို့ second ဈေးကတက်နိုင်နေဆိုရင်ဒါကျွန်တော် second ဈေးတိုင်းဝယ်လို့ရတယ်ဘာလို့လဲပစ္စည်းကသူ့ quality နဲ့တူတော့အကောင့်တိုင်းကျန်နေဦးမှာပဲဟုတ်တယ်မလားနောက်တစ်ခုကကျတော့ဒီ second hand ပစ္စည်းတွေတုံးတာကကျွန်တော်ကခုနပြောလို့ပေါ့ fashion ကုမ္ပဏီခုနပြောလို့ environment ကိုပို့ပြီးတော့
effect ဖြစ်စီဘာလို့လဲဆိုခုနပြောသလိုပဲ company ပစ္စည်းတွေကကျွန်တော်တို့က demand များလာခဲ့မှာသူတို့ကများများထုတ်လေကုန်ကျန်းများများသုံးလေခုနပြောလို့အဲ့လိုအပင်တွေဒီချီရထုတ်တဲ့ချီရတဲ့အပင်တွေတိုးမွေးရတဲ့တိရစ္ဆာန်တွေအတွက်ဟိုဒါသူတို့လိုလည်း effect တွေတက်ရောက်တဲ့ခါမှာကျွန်တော်တို့ second ပစ္စည်းများများသုံးတော့ဒီထဲမှာ product တွေကအရင်တော့ demand မများတဲ့ခါမှာပတ်ဝန်းကျင်ကိုလည်းကျင်းနေလို့ရပါတယ်ဆိုတော့ဒါကဒီနေ့second hand ပစ္စည်းတွေရဲ့ကောင်းခြင်းပေါ့ကောင်းခြင်းဆိုတော့ second hand ပစ္စည်းတွေဟိုသုံးတာကရှက်စရာမဟုတ်ပါဘူးဒါသုံးသင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့လိုရွယ်တွေခုနကျွန်တော်ထပ်ခါပြောသားလိုပဲကျွန်တော်တို့မှာကိုပိုင်စီးပွားရေးလုပ်ငန်းမရှိသေးရင်ပြီးပါပေးရမို့ပဲသုံးနေရတဲ့အချိန်မှာတကယ်လို့ကိုလိုချင်တဲ့ပစ္စည်းလေးတွေကိုsecond ဈေးကွက်မှာတွားပြီးဝယ်လို့ရပါတယ်ဒါပေမဲ့တခုရှိတာပေါ့လေကိုလိုချင်တဲ့ quality ပြည့်မီရဲ့လားကိုလိုချင်တဲ့အနေထားတစ်ခုအဲ့ပစ္စည်းရှိသေးရဲ့လားဆိုတာသုံးလို့ရပါတယ်ဒါနဲ့ဖြုတ်ဖို့မိနေတာကတချို့ပစ္စည်းတွေက vintage ပေါ့နော်အရင်ခေတ်ရဲ့အရာသာကိုပြန်ပြီးတော့ခန်းစားလို့ရရဗျာဒါကတချို့တွေကကြိုက်တယ်လေဟို classical song တို့ classical ပစ္စည်းလေးတွေကြိုက်တယ်လို့ဆိုရင်ဒါ second ဈေးကွက်မှာတွားပြီးတော့ဝယ်လို့ရပါတယ်ဘာလို့လဲဆိုတော့ဥပမာစာအုပ်အဟောင်းလေးတွေဥပမာ radio အဟောင်းလေးတွေလို့ဆိုတာဒါကြားလေသူတို့ကတူများတုံးပြီးတော့မယ်ဗျာဒါတွေကကြားလေဟိုတန်ဖိုးရှိလေပေါ့ဒါခန်းစားတတ်တဲ့လူတွေဆိုရင်တော့တိမှာအဲ့လိုမျိုးရှေးအောင်ပစ္စည်းတွေကတန်ဖိုးရှိရဲဆိုတဲ့အကြောင်းပေါ့အဝတ်ဆိုတာလည်းအဲ့လိုပဲထားပါတော့2010လောက်မှာထွက်ခဲ့တဲ့ fashion design ကဒါ2021မှာဒါရေပန်းမစားတော့ဒါပေမဲ့နောက်တစ်ချိန်နှစ်တွေကြာလာတဲ့အခါမှာဟာဒါ2050လောက်ရောက်လာဟာဒီအဲ့ညီ2010လောက်ကအဝတ်အစားပဲဆိုပြီးတော့ဒါရှေးအောင်ပစ္စည်းနှစ်သက်တယ်လို့ဆိုရင်တော့ဒါ vintage လိုမျိုးပြန်ပြီးထိမ့်လို့ရတာပေါ့ဆိုတော့ဒီနေ့ပြောချင်တာကဒါ second ပစ္စည်းတွေတုံးတာဘေးတော့ဝတ်တာတပန်တွန်းပစ္စည်းတွေတုံးတာဆိုတော့ဒါရှက်စရာမဟုတ်ပါဘူးကိုယ့်အတွက်ကိုယ်နဲ့လိုက်ဖက်မဲ့ပစ္စည်းလေးတွေကိုကောင်းကောင်းကိုယ့်အတွက်အကျိုးရှိသွားမယ်ဆိုရင်ဒါကဈေးကွက်တစ်ခုကကျွန်တော်တို့အတွက်အားလုံးအတွက်အကျိုးရှိပါတယ်ဆိုတော့ဟိုမှတ်နေကြတိုင်းပဲဒီကားလိုက်မှာဆေးရောလူရောကျမ်းမောင်နေပါသတင်းတွေအဆက်မပြတ်ကြည့်ပါသတင်းမားတွေကိုမဖြတ်မိအောင်လဲ